ဂုံရွေးမှာဒီကနေ့ပဲအင်္ဂလန်ထရိုင်ဆယ်လက်သစ်တွေထပ်ရောက်ထားပါပြီရှင်အင်္ဂလန်ထရိုင်ဆယ်လက်သစ်လေးတွေကကာလာဆောင်ရွေးချယ်ခြင်းတဲ့သူတွေရဲ့ oversize ကြီးရင်44 46သမားတွေအတွက်ကိုရည်ရွယ်ပါတယ်ရှင်အင်္ဂလန်ထရိုင်ဆယ်လက်သစ်ရဲ့ကာလာအနုလိုင်းလေးတွေပါရှင်ကာလာဖြူအောင်တက်တက်လေးပါရှင်အသားရောင်ကာလာလေးပါရှင်ပစွန်စီရောင်နုနုလေးပါနော်ဘေဘီပင့်ကာလာလေးပါရှင်ဒါလေးကပန်းမိတ်ကပ်လေးပါရှင်အရန်လှတဲ့ဗေဒါနုလေးပါနော်မိုးပြရောင်ကာလာလေးပဲဖြစ်ပါတယ်ရှင်ကာလာအရင်လိုင်းလေးတွေပါရှင်ဒါလေးတွေကဒီဘက်ကိုသွားတယ်နှင်းစီရောင်ကာလာလေးပါရှင်ပန်းရောင်ဘက်ကိုသွားတယ်ပန်းစီရောင်ကာလာလေးပါရှင်ဒါလေးကအဝါရောင်လေးဖြစ်ပါတယ်နော်ဒါလေးကနီညူရောင်လေးပါနေပြည်ပြကာလာဆူဆူလေးပါဒါအခုကျမဝတ်ပြထားတဲ့အနက်ရောင်ကာလာလေးပါရှင်ဒါအစိမ်းညံ့လေးပါရှင်ဒီအညိုလေးကတိတ်ကိုလှတဲ့အညိုရောင်လေးပါနော်အင်္ဂလန်ထရိုင်ဆယ်လက်သစ်ကာလာလေးတွေကိုဂုံရွေးမှာအခုပဲလာရွေးလိုက်တော့နော်